မင်္ဂလာပါစနေခောက်ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှာကျွန်တော်ကိုယ်တိုင်ရေးစက်ထားတဲ့အပြာလေးတစ်ပုံနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူတစ်ယောက်မှာတာယာတဲ့မျက်ခင်းဆိုတာရှိတဲ့တလို့တာယာတဲ့အိမ်မက်နဲ့တာယာတဲ့စက်ချင်လို့ဆိုတာလည်းရှိပါတယ်လေလူသားချင်းတူပဲနဲ့တချို့လူတွေမှာစိတ်တရားတွေနဲ့ရှင်သန်ကြရတယ်။ပင်ငယ်မှုတွေနဲ့ကြီးပြင်းလာရတယ်။ရှုနေစွာနဲ့နေထိုင်ကြရတယ်။အဲ့လိုလူတွေပုံမှန်ချင်းတဘာဝကြီးရဲ့ပို့ပြီးရိုက်ခတ်တယ်။အတူနဲ့လူအများကနှိမ်တတ်ကြတယ်။မတူတယ်လို့မတန်တယ်လို့ဆက်ဆံကြတယ်။အပိမှုနဲ့ရှိမြောက်လို့တခဏပါပဲခံစားရတာများလာတော့အဲ့ဒီလူတွေကရံများတဲ့ဘက်ကိုအလိုလိုရှောက်သွားတတ်ကြတယ်။ဒါကြောင့်ဖိမဝိုင်းကိုလမ်းကြောင်းထုတ်လို့တာယာမှုနဲ့ရတာကိုပေးစမ်းနိုင်ကြပါစေလို့ဆုတောင်းရင်ကြပြလေးနဲ့မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ။